Hello အားလုံးပဲမင်္ဂလာပါရီနာကိုကြိုက်ထီရောသွားခိုင်းလို့သွားပြပါမယ်လက်ကတော့ဗာလည်းမသိဘူးဖြစ်သွားလို့ပါကြိုက်ထီရောဖျားလေးပဲဖြစ်ပါတယ် Wow ID ကိုလည်းထည့်ပေးထားပါမယ်ဖေးကနေပြီးတော့ဒါကတော့လေကတစ်ထင်ပါတယ်ဒီမှာအဲ့မှာအပေါ်ကိုဒုံးကြည့်နေတဲ့တာမြင်အောင်လုပ်တာလို့မရဘူးပေါ့နော်ဟုတ်တယ်လေကတစ်တင်ဆိုရင်တော့ဖျားပေါ်ကိုရောက်ရှိလို့လာပါပြီသူအဲ့အရှိကနီလေးတွေရကြောတော့ထိုင်မိုးအတွက်ပေးထားပေါ့နော်အဲ့ပေါ်မှာထိုင်ပြီးတော့ဖျားဖူးလို့ရပါတယ်ဆိုတော့ဒီမှာလည်းတစ်ခုံးလောက်တော့ထိုင်ကြည့်လိုက်ပါမယ်โอเคပါထိုင်ကြည့်လိုက်nice ဟဲ့ဆိုပါဦးဒါကတော့စိုက်ထီယိုဖျားပဲဖြစ်ပါတယ်စိုက်ထီယိုဖျားကိုရောက်ရှိခဲ့ပါပြီထိုင်ပါမယ်မလေးပြီးပဲကြောက်စီအကြီးဆိုတော့နောက် vlog လေးတွေမှာပဲပြန်တွေ့ပါမယ်ဒီနေ့ vlog လေးကိုတော့ဒီလောက်နဲ့ပဲရပ်လိုက်ချင်ပါတယ်အားလုံးပဲ bye bye လိုက်ပေးပါ